ယနေ့တင်ဆက်ပေးသွားမှာကတော့ဆေးရုပ်လက်တံအကြောင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဆေးရုပ်လက်တံဆိုတာကိုတည်ပြီးသားလည်းဖြစ်မှာပါဆေးရုပ်လက်တံတွေကိုဘယ်နေရာမှာဘယ်လိုပုံစံနဲ့အသုံးပြုနေရဆိုတာကိုအနည်းငယ်ရှင်းပြပေးဖို့ရှိပါတယ်ခင်ဗျာပထမဦးဆုံးဂဟိဆောချင်းဖြစ်ပါတယ်ဂဟိဆောချင်းဒီပုံစံများစွာထပ်ပေါ်လာပြီးဖြစ်ပါတယ်အကြီးမားဆုံးစက်မှုလုပ်ငန်းတွေမှာအသုံးများတာကတော့အာဂဟိဆောချင်းနဲ့အဆက်ပြောက်ဂဟိဆောချင်းတို့ဖြစ်ပါတယ်ဒီဂဟိဆောချင်းတွေကအပူချိန်ကျင်းထန်ပြီးဘူးအများပါတယ်ရင်းထန်သောအပူချိန်နဲ့ဘိုးဝါရီမြင့်မာတာကြောင့်လူသားတွေအတွက်အန္တရာယ်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဆေးရုပ်လက်သမားကဘေးကင်းလင်မြန်တိကျစွာကင်တွယ်နိုင်ပါတယ်။ဆေးရုပ်လက်သမားကအပူဒဏ်ကိုခံနိုင်ရရှိပြီးဝယ်တင်လုပ်ငန်းတွေမှာထပ်ပေါ်လာတဲ့တန်ခိုးလေးကြောင့်ထိခိုက်မှုမရှိပါဘူးခင်ဗျာ။နောက်တစ်ခုကတော့ဆက်ဆွဲခြင်းပါ။ကုန်ထုတ်လုပ်မှုအတွက်အဆင်သင့်ဖြစ်နေတဲ့ကုန်ကြမ်းတွေကိုတည်ဆောင်ခြင်းဖြစ်ပါတယ်။ကုန်ကြမ်းတွေကိုအရင်းမြစ်ကနေစိုက်ရုံတို့တည်ဆောင်လာတဲ့အခါလုံသားအများအပြားလိုအပ်ပါတယ်။ဒါဟာကုန်ကြမ်းအများအပြားကိုထုတ်ပိုးရခြင်းကြောင့်ပါ။ကုန်ကြမ်းတွေကိုအရင်မြစ်ကနေဒူးဖော်တဲ့အခါမှာလူသားတွေအတွက်အန်ဒီရရှိလာနိုင်ပါတယ်။ဒီနေရာမှာဆက်ရုပ်ကိုတုံးလိုက်ခြင်းအလူသားတွေအတွက်အန်ဒီရမဖြစ်လာနိုင်တော့ပါဘူး။လက်မောင်းဆက်ရုပ်တွေဟာပုံမူလေးလံတဲ့ဝန်တွေကိုအချုံအောင်မရှိပဲတည်ဆောင်နိုင်ပါသေးတယ်။ဒီကအချက်အနေနဲ့ကတော့ Amrobot တီဟာဒီမှာလေးလံသောဆက်ပစ္စည်းတွေကိုအလွယ်တကူရွှေ့ပြောင်းနိုင်ပြီးလူသားတို့အားရိတ်တဲ့အချိန်နဲ့ငွေကြေးကိုရှော့ချပေးနိုင်တာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီး Amrobot တီရဲ့ပစ္စည်းကိုင်တွယ်မှုအပိုင်းကိုတင်ဆက်ပေးပါဦးမယ်။ဆေးရုပ်တွေဟာပစ္စည်းများကိုဆွေးလျားမှုရေးချင်မင်းနဲ့ထုတ်ပိုးမှုတွေကိုပါပြုလုပ်နိုင်ပါသေးတယ်။ဒီလိုထုတ်လုပ်မှုတွေမှာလီကာတို့ရဲ့ထက်တဲ့အမြင်အာရုံနဲ့လင်မြန်တဲ့လက်တွေကိုလိုအပ်ပါတယ်။ဆေးရုပ်တီကိုတော့တိကျတဲ့လိုင်းညမှုအာရုံစနစ်တွေကိုထည့်သွင်းထားတာပါ။ဒီလိုနေရာတွေမှာဆေးရုပ်ကိုအသုံးပြုခြင်းဟာအလုတ်သမားစည်းကိန်းနဲ့မတော်တဆဖြစ်နိုင်ခြေတွေကိုရှော့ချပေးနိုင်ပါတယ်ခင်ဗျာ။နောက်ပြီး ဆေးရုပ်တွေဟာပတိညာကိုလည်းဆွဲနိုင်ပါသေးတယ်ခင်ဗျာ။ဒီရှိတဲ့ဓာတုပစ္စည်းများကိုကင်တွယ်တဲ့မော်တော်ကားလုပ်ငန်းတွေမှာအဓိကအထက်အသုံးပြုပါတယ်။ကားတစ်စီးကိုဆေးချဲတာကလွယ်ကူတဲ့အလုပ်ငန်းတော့မဟုတ်ပါဘူးခင်ဗျာ။ကားတစ်စီးကိုဆေးချဲတဲ့အခါမှာဆေးအလွန်များစွာချဲတာရပါတယ်ခင်ဗျာ။ကျောင်းရင်းကတော့ကားတွေမတော်တဆမှုဖြစ်တဲ့အခါဆေးသားခံနိုင်ရှိအောင်လို့ပါ။ဒီယာတွေကိုရှရုပ်လက်တံတွေကလူသားတွေထက်ပုံမိုတိကျစွာချဲတာနိုင်ပါတယ်။နောက်ပြီးဆေးသားများအလေးအလွတ်မရှိဘဲလူသားတွေထက်ပုံမိုမြန်ဆန်စွာချဲတာနိုင်ပါတယ်ခင်ဗျာ။စွန်တီကီရှုနားစင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါရယ်ဒီဗီဒီယိုအားလုံးကို AI နဲ့သာဖန်တီးထားခြင်းဖြစ်ပါရယ်ဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင်လောက်ဖြင့် follow like and share comment box မှာ comment mention တဲ့အချမ်းပြနိုင်ပါရယ်ခင်ဗျာ